လူကြီးမင်းကို10 တန်းပေးမယ်ပြည်တွင်းမှာရှိတဲ့စိတ်လှုပ်ရှားစရာအကောင်ဆုံးကောင်းကင်ကြိုးဆွဲလေကားတွေကိုတက်ဖို့စိန်ခေါ်ရမယ်ဆိုရင်စိန်ခေါ်ရဲကြပါသလားပထမဆုံးတစ်ခုကတော့အန်ရှစ်ပြည်မှာရှိတဲ့ကြည်ကုန်းတောင်ကကောင်းကင်ကြိုးဆွဲလေကားပါအာရှတိုက်မှာရှိတဲ့အမြင့်ဆုံးကမ်းပါလို့လူသိများပြီးတော့ဒေါင်လိုင်းအမြင့်က650မီတာရှိပြီးအောက်ခြေမှာတော့မိုင်800ကျော်ရှိတဲ့ချင်းကျန်းမြင့်ရှိပါတယ်ကြောက်ကမ်းမှာဟာ90ဒီဂရီမတ်ဆောက်ပြီးတော့ရက်စရာချင်းနှင်းကုန်းလေးရဲ့အောက်မှာမတ်ဆောက်တဲ့ကြောက်ကမ်းမကြီးရှိပါတယ်လမ်းလျှောက်တဲ့အခါမှာလည်းကျင်းမြောင်းတဲ့ကြိုတံတားတစ်ခုသာရှိတာမလို့ခန္ဓာကိုယ်ကိုဟန်ချက်ညီအောင်ထိန်းဖို့လိုအပ်တဲ့အတွက်ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုနဲ့စိတ်ပိုင်းဆိုင်ရာခံနိုင်ရရှိမှုတွေကိုစမ်းသပ်ချက်တစ်ခုလည်းဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ဝမ်ကျိုကရန်တန်းတောင်မှာရှိတဲ့ကောင်းကင်ကြိုးဆွဲလေကားပါအာရှတိုင်းမှာအာမခံမှုပေးတဲ့ကုမ္ပဏီတစ်ခုအဖြစ်လူသိများပြီးတော့အရှိတောင်အာရှမှာအခက်အခဲဆုံးဖြစ်ပါတယ်ခီးစဉ်တစ်ခုလုံးဟာ900မီတာရှည်လျားပြီးမီတာ100အမြင့်မှာကျိုးတစ်ချောင်းနဲ့ရှောက်ရမှာဖြစ်လို့ဖန်သားပြင်ကကြည်နေတဲ့ကျွန်တော်တို့အဖို့တော့ခြေတုံယုံကလွဲပြီးဘာမှမတတ်နိုင်ပါဘူးတတိယတစ်ခုကတော့ကြံကြားပြည်မှာရှိတဲ့ချီရှင်းတောင်ကကောင်းကင်ကြိုးဆွဲလေကားပါအမြင့်ပေက1480မီတာရှိပြီးတော့ကောင်းကင်လေကားကတစ်စင်းတက်နိုင်ရင်တော့ကြောင်စိမ်းအင်ဂရီကိုတွေ့နိုင်မှာဖြစ်ပြီးပြုတ်ကျသွားရင်တော့ငရဲကြီး18တက်ကိုရောက်သွားပါလိမ့်မယ်နော်ကြီးနေတဲ့သူတွေကတော့ကြောက်လန့်နေကြပြီးကစားနေကြတဲ့သူတွေအတွက်ကတော့ချွေးစေးအေးတွေပြန်နေကြပါတယ်လူကြီးမင်းတို့ရောဘလောက်ထပ်ပေးရင်စိန်ခေါ်မှာလဲ